ဟာနိုကာဆိုတဲ့ကောင်လေးကယုံမချောချမ်းမသာတဲ့အပြင်ညံလည်းမကောင်းတာကြောင့်တသက်လုံးရည်စားရမှာမဟုတ်ဘူးလို့ကိုကိုယုံကြည်ထားတဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်ပါဒါပေမဲ့တနေ့မှာတော့သူ့ရဲ့ဘဝကမော်တက်တွေနဲ့မိန်းစားတွေပြည့်နေနေတဲ့လောကတွေကိုစောက်တိုးမိုးမြောင်ရောက်သွားပါတော့တယ်ထုံးစံအတိုင်းကားတိုက်တို့အီဆယ်ခိုင်သွားတာမျိုးမဟုတ်ပဲကျောင်းမှာနာမည်အကြီးဆုံးမိန်းကလေးကြောင့်ဖြစ်လာတာပါကျောင်းကြီးနဲ့ရင်းနှီးတာကအခွင့်အရေးတွေအများကြီးရသလိုအခုတော့ကျောင်းသမီးဖြစ်သူအာယာကာနဲ့ပါတွဲဖို့အကြောင်းဖန်လာပါပြီဟာနိုကာမှာထူးခြားတာသူတို့အာယာကာနဲ့ဘတ်စကားတစ်စီးတဲ့အတူစီပြီးအတန်းတန်းမှလည်းဘေးချင်းကလေးထိုင်ရတာပါပဲဘေးချင်းကလေးထိုင်နေပေမဲ့တခေါ်မှမပြောဘူးကြသလိုသူတို့နှစ်ယောက်ကလုံးဝခြားထားတဲ့ကဘာနှစ်ခုမှနေထိုင်ကြသလိုပါပဲအာယာကာကိုလူတိုင်းကဝိုင်းအုပ်နေကြချိန်မှာသူကတော့လုံးဝကိုလူမမြင်ရတဲ့ဖုံဖုံလေးတစ်ခုလိုပါတနေ့မှာတော့ဟာနိုကာကခဲပြက်လေးမှားချမိရကနေအာယာကာကကောက်ပေးလိုက်ပါတယ်ဒါကိုသူမရဲ့ဖန်ကလပ်တွေမြင်သွားကြတာကြောင့်သူတို့ကဟာနိုကာကိုအတန်းမြင့်ဆွဲထုတ်မြေကြီးပေါ်တွန်းချပြီးငါတို့မင်းသမီးလေးကိုတစ်ချက်လေးတောင်လက်ဖြားနဲ့မထိနဲ့ဆိုပြီးပညာပေးပြီးဝိုင်းရိုက်လိုက်ကြပါတယ်အဝတ်စုပ်တို့အနှိမ့်ဆက်ခံရပြီးတဲ့နောက်သူတောင်ကြတဲ့နေ့ဖြစ်လို့ဆီယာနာနဲ့ခံကိုစာရွက်စာတမ်းတွေကိုယ်တယ်ပေးဖို့သွားပါတယ်အဲ့ဒီမှာမင်းကလေးတယောက်ရောက်လာပြီးသူ့လက်ထဲကစာရွက်တွေကိုဆွဲယူသွားပါတယ်ဒါကရိုမန်တစ်ဆန်နဲ့အစပြုမှုလို့မထင်လိုက်ပါနဲ့သူမကအာယာကာရဲ့တပည့်တယောက်ဖြစ်ပြီးအာယာကာလည်းအဲ့ဒီနေရာမှာတောင်ကြနေလို့ဟာနိုကာကိုသူမနဲ့ဝေးဝေးမှာနေစေချင်ုံတက်ပါပဲဒီလိုနဲ့ဟာနိုကာတယောက်အာယာကာရဲ့ဇလန်ထဲမှာဇက်ရံလေးအဖြစ်ပဲဆက်ရှိနေခဲ့ပါတယ်ကျောင်းစင်တော့သူအမိုက်သွားပြင်းရင်နဲ့သူ့ဘဝကဘလောက်ပြင်းဖို့ကောင်းလဲဆိုတာကိုတွေးနေတော့အမိုက်ပုံတွေကထိုးစမ်းတဲ့ယုံယုံလေးတယောက်ကိုတွေ့ပြီးကောက်ကြည့်မိလိုက်ပါတယ်အဲ့ဒီအယုတ်ပေါ်မှာဒီနေ့ရာသီဥတုကတာယာနေပေမဲ့ကျောင်းအဆောက်အဦတချို့ပြိုကျနိုင်တယ်ဆိုတဲ့စာသားလေးပါနေတာပါသူကတော့ဒါကိုခလေးတယောက်ရဲ့ပြက်လုံးလို့ပဲထင်နေတော့မှပဲအပေါ်ကနေအရေးကြီးတစ်ခုကကြားလာတာကိုမြင်လိုက်ရပါတယ်ကြည့်လိုက်တော့ကျောင်းကနိုင်စင်ကြီးကသူ့အပေါ်ကိုပြိုကျလာနေတာပါဟာနိုကာကတော့ငါလည်းမိန်းကလေးတယောက်ရဲ့လက်ကိုတော့မကင်ဘူးသေးပဲတဲ့မိန်းကလေးတွေအများကြီးရှိတဲ့အီဆယ်ခိုင်ကိုတွားတော့မှလားဆိုပြီးတွေးနေတော့မှပဲနိုင်စင်ကြီးကသူ့အပေါ်ကိုပြိကျသွားပါတော့တယ်ဖြစ်ချင်တော့အီဆယ်ခိုင်ကိုရောက်မသွားပဲစုံမဝတ်စုံဝင်ထားတဲ့အာယာကာရဲ့ရင်ခွင်ထဲမှာရောက်နေပါတယ်သူကကြောက်လန့်တကြားရုံးကန်နေပေမဲ့အာယာကာကငြိမ့်နေမဟုတ်ရင်ပြုတ်ကျသွားလိမ့်မယ်လို့သတိပေးလာပါတယ်အောက်ကိုငုံကြည့်လိုက်တော့မှသူတို့နှစ်ယောက်ကတပြက်စီးပေါ်မှာရက်နေပြီးကောင်းမရံမှာပြန်တန်းနေတာကိုတွေ့လိုက်ရပါတယ်အဝေးကနေကြောင်တန်ရွက်နဲ့မင်းကလေးတယောက်ကသူတို့ကိုကြည့်နေပြီးအာယာကာကိုဝေါ်ရှော့ဆုံးမလာလို့တွေးနေတော့မှပဲလက်ဖြောက်တစ်ချက်တီးပြီးရုံရုပ်စိတ်တီတော်ကြီးနှစ်ကောင်ကိုလွတ်လိုက်ပါတယ်အာယာကာကဟာနိုကာကိုလေတန်းမြောက်လိုက်ပြီးတိုက်ခိုက်မှုကိုရှောင်ကမိတော့မပညာနဲ့ပြန်လည်တိုက်ခိုက်လိုက်ပါတယ်ပြီးတော့မှဟာနိုကာကိုမင်းသမီးလေးတယောက်လိုပွေးချပြီးမြေပြင်ပေါ်အသားရဆင်းသက်လိုက်ပါတယ်ရုံရုပ်စိတ်တီတော်တွေပြန်ထလာပြီးဓာရီတန်ထပ်မဲ့တိုက်ခိုက်ပေမဲ့အာယာကာကမီလုံးတွေနဲ့ပြစ်ခတ်ပြီးတပြက်စီးကိုတုံးကအနီးကတိုက်ခိုက်ပြပါတယ်သူမကဟာနိုကာကိုငါနာကမခွာနဲ့လို့ပြောလာပေမဲ့လည်းဒီငတုံးကတော့ပြောင်းပြန်ပါပဲအစာအုံနောက်ကနေလက်ရမ်းပြပြီးဒီနာမဘေးကင်းတယ်လို့ခေါ်နေတဲ့ကြောင်တန်ရွက်နဲ့မင်းကလေးနောက်ကိုအာယာကာရဲ့တငယ်ချင်းအမှန်နဲ့ပြေးသွားပြီးပါတယ်ဒါပေမဲ့သူရောက်သွားတဲ့အခါမှာတော့ရုံရုပ်စိတ်တီတော်တွေရဲ့ဝိုင်းဝန်းဖန်ဆီးခြင်းကိုခံလိုက်ရပါတော့တယ်ဟာနိုကာတယောက်ဒါဟာအိမ်မက်လို့ထင်နေတော့မှပဲအာယာကာကဂျားပြောင်းဝင်ရောက်လာပြီးစိတ်တီတော်ကိုမိချို့ကတကယ် main character ပြီးသူ့ကိုကယ်တင်လိုက်ပါတယ်ဟာနိုကာကတော့အခုထိအိမ်မက်မနေတုံးမဲ့လို့ထင်နေတော့မှသူဘလောက်ပဲဇဝေဇဝါဖြစ်နေပါစေသူမကသူ့ကိုအမြဲကောက်ဝယ်ပေးသွားမှာမလို့မစိုးရိမ်ဖို့ပြောလိုက်ပါတယ်ဟာနိုကာကဘာလို့လဲလို့မေးတဲ့အခါမှာတော့သူမကဘာလို့လဲဆိုတော့မင်းကငါရဲ့မင်းသမီးလေးမို့လို့ပဲလို့ပြောလာပါတယ်ဟာနိုကာလည်းကိုယ့်ကိုပြန်မေးခွန်းထုတ်မိပြီးသူကယောက်ျားလေးရောဟုတ်ရဲ့လားလို့တန်တရားဝင်ပြီးသွားပါတယ်အာယာကာကအားလုံးကိုကင်တွေပြေရှင်းပေးမယ်လို့ပြောပေမဲ့ဟာနိုကာကသူမရဲ့စပယ်လေးတွေအနေငယ်မီးလောင်သွားတာကိုတတိထားမိသွားပါတယ်သူမပြောထားတဲ့အတိုင်းနားမထောင်ပဲအယုံလွယ်မိလို့အခုတော့သူမထိခိုက်ဒဏ်ရာရသွားတယ်ဆိုပြီးကိုယ့်ကိုအပြစ်တင်နေမိပါတယ်သူမရဲ့ဖန်ကလပ်တွေစီမှာနှစ်ပေါင်းများစွာနိုင်ကျင့်ခံခဲ့ရတဲ့ဟာနိုကာတယောက်အခုတော့သူကိုယ်တိုင်လည်းမသိလိုက်ပဲတဲ့အာယာကာရဲ့ဖန်တယောက်ဖြစ်သွားပါပြီသူရှက်ကိုးရှက်ကန်ဖြစ်နေတော့မှပဲရုံရုပ်စစ်တီတော်တကောင်ကအာယာကာကိုနောက်ကနေတိုက်ခိုက်ဖို့ပြင်နေတာကိုမြင်လိုက်ရပါတယ်အဲ့ဒီမှာဟာနိုကာတယောက်အာယာကာရှိကနေဝန်ခံလိုက်ပါတော့တဲ့သူကတော့ငါခန္ဓာကိုယ်ကအလိုလိုလှုပ်ရှားသွားတာပါဆိုပြီးခက်လန့်ပြောချင်ပေမဲ့စကားတော့မဆုံးသေးဘူးမိလဲသွားပါတယ်အာယာကာကသူ့ကိုညှင်သာသာပွေးဖက်လိုက်ပြီးဟာနိုကာထိခိုက်သွားတာကိုမြင်လိုက်ရတဲ့အာယာကာဟာဒေါသတကြီးဖြစ်သွားပြီးသူတို့ကိုအစကတည်းကပြပြအောင်လှုပ်လိုက်တဲ့နာလို့ပြောပြီးသူမရဲ့အပြင်းထန်ဆုံးမော့ဖြစ်တဲ့မီလီယံကလိုဗာကိုတုံးပြီးရန်သူတွေကိုမီတောက်တွေနဲ့အပြက်ရှင်းလိုက်ပါတော့တယ်အဲ့ဒီနေ့မှာပဲဟာနိုကာနိုးလာတော့ကျောင်းကအာယာကာရဲ့တိတန့်အခန်းထဲရောက်နေတာပါဒါဟာအိမ်မက်မဟုတ်ကြောင်းနဲ့အသေးစိတ်ကိုသူမရှင်းပြမှာမလို့အခုတော့အိမ်မြန်ချောင်းဆိုလို့သူမကပြောပါတယ်အိမ်မြန်လမ်းမှာတော့အာယာကာကလောလောဆယ်သိထားရမှာကမင်းကငါရဲ့တခင်ဖြစ်လို့မင်းကိုကောက်ဝယ်ပေးဖို့ငါလို့ပဲလို့ပြောလာပါတယ်အဲ့ဒီစကားကဘာကိုဆိုလို့မဲဟာနိုကာမသိပေမဲ့တိတ်တိတ်ဆိတ်ဆိတ်ပဲလိုက်လာခဲ့ပါတယ်ရန်အနေငယ်ကြတော့အရာအလုံးကပုံမှန်ပြန်ဖြစ်သွားသလိုပါပဲဒါပေမဲ့ဒီတစ်ခါမှာတော့လူမမြင်တဲ့ဖုံဖုံလေးမဟုတ်တော့ပဲမနက်ခင်းကျောင်းကားပေါ်မှာအာယာကာကသူ့ဘေးမှာလာခိုင်းတာကြောင့်ကျောင်းသားအားလုံးရဲ့မနာလိုတဲ့အကြည့်တွေကိုခံနေရပါပြီအတန်းတန်းကိုအတူတူလမ်းလျှောက်သွားရင်ဟာနိုကာကသူမဘေးမှာဆက်နေရင်သူ့အသက်အန္တရာယ်ရှိနိုင်တယ်လို့ခံစားလာရတာကြောင့်ဘိုင်းနာချင်အောင်ဆောင်ပြီးအပြင်ကိုပြေးထွက်လာခဲ့ပါတယ်ဒါပေမဲ့အနိုင်ကျင့်တတ်တဲ့ခိုင်းနဲ့သွားလို့ပါတယ်သူတို့ကဟာနိုကာရဲ့ကော်လာကိုဆွဲပြီးမင်းနဲ့မင်းသိဆန်းဆိုပြီးဝိုင်းရိုက်ဖို့ပြင်နေတော့မှပဲအာယာကာရောက်လာပြီးသူ့ကိုလှုပ်လိုက်တော့လို့တားလိုက်ပါတယ်သူမကဟာနိုကာရဲ့နံကတိုင်ကိုဖဲပြားလေးပုံစံစီးပေးလိုက်ပြီးနောက်တစ်ခါသူ့ကိုလက်ဖျားနဲ့ထိတဲ့သူရှင်အကုန်မီးရှို့ပြစ်မယ်လို့လူသိရှင်ကြတတိပေးလိုက်ပါတော့တယ်အဲ့လိုနဲ့ပဲဒီနေ့နေ့နဲ့သာစားချိန်မှာတော့အာယာကာကသူမရဲ့ဖန်ကလပ်တွေကမင်းကလေးနဲ့အတူဟာနိုကာဘေးမှာထိုင်ပါတယ်သူမကကိုယ်တိုင်ချက်လာတဲ့ဟင်းတွေကိုဟာနိုကာကိုကိုယ်တိုင်ခွန့်ကျွေးနေပါတော့တယ်အာယာကာသူမကိုယ်တိုင်ချက်လာတဲ့နေ့လည်စာကိုဟာနိုကာကိုခွန့်ကျွေးနေပြီးဟာနိုကာကလည်းသဘောကျပေမဲ့သူ့ကိုအသေးကြီးကြီးနေတဲ့မင်းကလေးအယောက်20ကြားထဲမှာနေရတာကိုတကယ်အနေရခတ်နေပါပြီသူရှိနေတာကဝိုင်းရအရှင်ကိုပြက်စီတယ်လို့ထင်တာကြောင့်တခြားနေရာမှာပဲသွားစားတော့မယ်ဆိုပြီးထွက်ပြေးလာပါတယ်ဒါကိုကြည့်ပြီးအာယာကာကစိတ်ဆိုးသွားပြီးဇပွဲပေါ်ကလူတိုင်းရဲ့ထမင်းဘူးတွေကိုမိရှို့ပစ်လိုက်ပါတော့တယ်တစ်ဖက်မှာလည်းဟာနိုကာကသူရိုင်းပြမိသွားသလားဆိုပြီးစိတ်မကောင်းဖြစ်သွားရင်အစာအုပ်ပြိုကျခဲ့တဲ့ကွင်းမြင့်ထဲကိုလမ်းလျှောက်လာပါတယ်ဒါပေမဲ့ထူးဆန်းတာကအရာအလုံးကဘာမှမဖြစ်ခဲ့သလိုမျိုးပုံမှန်တိုင်းပြန်ဖြစ်နေတာပါအဲ့ဒီအချိန်မှာသူ့ဘေးမှာကြောင်တန်ရွက်နဲ့မင်းကလေးရောက်နေတာကိုတွေ့လိုက်ပါတယ်
သူမကအစာအိုးပြိုကြတာကမျက်နှာပြောက်ကတက်ပဲလို့ပြောလာပြီးဘာမှမသိပဲတယောက်တည်းရောက်လာတဲ့ဟာနိုကာကိုအတုံးမကျတဲ့ငတုံးလေးလိုလှောင်မြောက်လိုက်ပါတယ်သူမကစုံမဝစ်စုံကိုလဲလိုက်ရင်သူမနာမည်ကထံမိုမိုဖြစ်ကြောင်းနဲ့သူမဟာတာဝါဝစ်ချက်အဖွဲ့ကဖြစ်တယ်လို့မိတ်ဆက်လိုက်ပါတယ်သူမကဟာနိုကာကိုပြန်ပေးဆွဲဖို့လာတာဖြစ်ပြီးရုံစစ်တီတော်တွေကိုခေါ်လိုက်ပါတယ်ဒါပေမဲ့ဘာမှမဖြစ်ခင်မှာပဲအာယာခကရုတ်တရက်ပေါ်လာပြီးဟာနိုကာကိုဆွဲခေါ်သွားပါတယ်ထံမိုမိုကလည်းအာယာခပေါ်လာတာကိုစောင့်နေတာဖြစ်ပြီးရုံစစ်တီတော်အမြောက်များနဲ့ဝိုင်းတိုက်ပါတော့တဲ့ဒီတစ်ခါမှာတော့စစ်တီတော်တွေကအရင်ကားနဲ့ပုံများလာပြီးအရင်မျက်နှာအနှံ့ကနေဓာတ်တွေလန်တွေနဲ့ဝိုင်းလိုက်ကြပါတယ်တိုက်ပွဲပြီးမှဟာနိုကာနိုးလာတော့သူ့ကိုဒဏ်ရာအပြည့်နဲ့ကာကွယ်ပေးထားတဲ့အာယာခကိုတွေ့လိုက်ပါတယ်အစီရင်ပြေးလာလို့မေးတဲ့အာယာခကိုကြည့်ပြီးသူမဘလို့များအသက်ရှင်နေတာလဲဆိုတော့သူအံ့ဩနေပြီးပါတယ်ကိုကိုအတုံးမကျဘူးလို့ခံစားနေရတဲ့ဟာနိုကာကလူနာတင်ကားခေါ်ပေးရမလားလို့မေးလိုက်ပေမဲ့အာယာခကတော့တကယ်လို့နောင်တရတယ်ဆိုရင်မနှက်ဖက်နေတဲ့စာစားခြင်းမှာထပ်ပြီးထွက်မပြေးပါနဲ့လို့ဂရိပေးပါလို့ပြောလာပါတယ်ဟာနိုကာကဂရိပေးလိုက်ပေမဲ့သူမရဲ့သွေးတွေကိုပြင်ပြီးလမ်းနေတော့မှပဲအာယာခကငါမီးနဲ့လှုပ်ထားတာမလို့ဘာမှမဖြစ်ဘူးလို့ရှင်းပြလိုက်ပါတယ်အာယာခကသူ့ကိုမျက်စိမိတ်ထားခိုင်းပြီးမှော်ပညာနဲ့စစ်တီတွေကိုအမုတ်ပြင်းအောင်တိုက်ခိုက်လိုက်ပါတယ်ပြီးတော့တန်ဖိုမိုစီကိုလမ်းလျှောက်သွားပြီးသူမရဲ့ကြောင်မီလေးကိုကိန်းပြတော့မယ်လို့ချိန်ချောက်ကမီးတော့မော်နဲ့ပစ်လိုက်ပါတယ်တန်ဖိုမိုကတော့အနောက်ကနေစစ်တီတော်တွေနဲ့ကာရင်ဖင်လေးမီးကိုထွက်လျက်နဲ့ကန်ကောင်းထောက်မှသာထွက်ပြေးလွတ်မြောက်သွားပါတယ်အာယာခကမျက်စိဖွင့်ခိုင်းလိုက်တဲ့အခါမှာတော့အရာအလုံးကအပြတ်စီးမရှိပဲပုံမှန်တိုင်းပြန်တန့်ရှင်းနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီမှာတော့ဒီလိုနဲ့ပဲအိမ်ပြန်ပြီးအဆုံးသတ်သွားပါတယ်ဒါပေမဲ့နောက်တစ်နေ့မနက်မှာတော့ကျောင်းကိုကျောင်းသားအသစ်9ယောက်ရောက်လာပါတယ်ဘသူတွေလဲဆိုတော့တန်ဖိုမိုနဲ့သူမရဲ့တာဝါဝဲအဖွဲ့သားတွေပါပဲရန်နှန်းငယ်ကြလာပေမဲ့ဟာနိုကာကတော့ဒီမော်ပညာတွေကဘာလဲတန်ဖိုမိုကဘာလို့သူ့နောက်ကိုလိုက်နေတယ်ဆိုတာကိုသိချင်နေတော့မှနောက်တစ်နေ့မှာတော့သူအဖြစ်ရတဲ့အထိမေးမယ်လို့ဆုံးဖြတ်ထားပေမဲ့အာယာခကဘတ်စကားတူမစီတာကိုသတိထားမိလိုက်ပါတယ်သူเจ้าရောက်ပြီးဖက်နယ်လဲကအတန်းနဲ့သွားတဲ့အခါမှာတော့အာယာခနဲ့ចောင်းသားအသစ်တွေစကားများနေတာကိုတွေ့လိုက်ရပါတယ်။သူအတန်းဆိုင်ဘုတ်ကိုကြည့်လိုက်တော့မှသူရောက်နေတာကသူ့အတန်းမဟုတ်ပဲညှင်းမနှိမ့်ဆက်ခြင်းအသင်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဒီလိုအသင်မျိုးဘာလို့ရှိနေတာလဲဆိုတာမမေးပဲသူဘလို့လို့ဒီရောက်လာတယ်ဆိုတာကိုအာယာခကိုမေးလိုက်ပါတယ်။အာယာခကသူတို့နှစ်ယောက်တွေ့လို့ရအောင်ဟာနိုကာကိုယ်တိုင်တော်မသိပဲဒီကိုလမ်းလျှောက်လာပြီးအောင်မှော်တန်းနဲ့လှုပ်ထားတာလို့ရှင်းပြပါတယ်။ပြီးတော့သူမကချုပ်ခံရတဲ့မိန်းကလေးတွေကိုကြည့်ပြီးဒါဟာသုံးမတွေကိုဖမ်းဆီးတာဖြစ်ကြောင်းနဲ့သူတို့ကဟာနိုကာအတွက်အနေရရှိနိုင်လို့ရှင်းပြဖို့ဆုံးဖြတ်ထားတာလို့ပြောပါတယ်။ဟာနိုကာကတော့ဒါကတကယ်ပဲလားဆိုပြီးရုံးကန်နေတဲ့မိန်းကလေးတွေကိုကြည့်ပြီးသူမတို့ပါဇက်ထဲကဝစ်ထားတဲ့အဝတ်တွေကိုဖယ်ပေးဖို့တောင်းဆိုလိုက်တဲ့အခါအာယာခကသဘောတူလိုက်ပါတယ်။အာယာခကသူတို့ကိုတခါတည်းအပြတ်ရှင်ဖို့လုပ်ခဲ့ပေမဲ့တယောက်ကထွက်ပြေးသွားတာကြောင့်ကျန်တဲ့သူတွေကိုအတုံးချပြီးအဲ့ဒီတယောက်ကိုငါးစာအဖြစ်မျှဟောနေတာပါ။ဟာနိုကာကတန်ဖိုစီလမ်းလျှောက်သွားပြီးသူတို့ဘာလို့သူ့နောက်ကိုတလောက်လိုက်နေရတာလဲလို့မေးလိုက်ပါတယ်။တန်ဖိုကရီမော်ပြီးမင်းရဲ့မင်းသမီးလေးပါဖက်ကဘာမှမပြောဘူးလားလို့ဆိုတာတဲ့ပဲပြောလိုက်ပါတယ်။သူမကဟာနိုကာရဲ့ခန္ဓာကိုယ်နဲ့သူ့ထဲမှာရှိတဲ့အဖြူရောင်အရာကိုလိုချင်လို့ဟာနိုကာကိုစောက်ရှောက်နေရပါဒီစကားကြောင့်ဟာနိုကာတယောက်မျက်နှာတွေနေပြီးနားကြောင်မာတာလားလို့တော့ထင်သွားပြီးပါတယ်။အဲ့ဒီအချိန်မှာပဲမျက်နှာချက်ကနေအနက်ရောင်အရည်တွေကျလာပြီးသူတို့နှစ်ယောက်လုံးကိုဖုံးလွှမ်းသွားပါတယ်။အဲ့ဒီအရည်တွေကနေမေးပေါ်လာပြီးသူမရဲ့တငယ်ချင်းတွေကိုလှုပ်ပေးလိုက်ပါတယ်။သူမကဟာနိုကာကိုဆွဲခေါ်ပြီးကြမ်းမြင့်ကိုဖောက်ကအောက်ထပ်အခန်းထဲကိုထွက်ပြေးသွားပါတော့တဲ့စက္ကန့်ပိုင်းအတွင်းမှာပဲအာယာခကကြမ်းမြင့်ကိုဖောက်ပြီးဆင်းလာပါတယ်။မိကမရရင်ငါရဝင်မလို့နဲ့ဟာနိုကာရဲ့လေပင်ကိုကိုက်ခိုင်းလိုက်မယ်လို့ချိန်ချောက်လိုက်ပါတယ်။အာယာခကတော့ဟာနိုကာကိုမစိုးရင်မို့ပြောပြီးမိကိုစက္ကန့်ပိုင်းအတွင်းကင်ပြစ်မယ်လို့ဆိုတာရှေ့ကိုဆက်လျှောက်လာပါတယ်။မိကတကယ်ကိုက်ခိုင်းလိုက်ပေမဲ့အာယာခကတော့ဂယုမဆိုင်ပဲမိကိုမီးရှို့ပြီးကန်ထုတ်လိုက်ပါတယ်။တူဇာနာကဟာနိုကာရဲ့လေပင်မှာဘာတန်ရမှမရှိပဲဒီအကိုက်ခံရတဲ့တန်ရကအာယာခရဲ့လေပင်မှာတော့ပေါ်နေတာပါ။မိလည်းဒါကိုမြင်ပြီးကြောက်လန့်တကြားနဲ့သူမရဲ့တငယ်ချင်းတွေကိုခေါ်ပြီးထွက်ပြေးသွားပါတော့တဲ့အဲ့ဒီညနေမှာတော့ဟာနိုကာတယောက်အာယာခရဲ့အခန်းထဲမှာနိုးလာပါတယ်။အပြင်မှာနွေရာသီကြီးဖြစ်နေပေမဲ့အာယာခကလေပင်မှာပေါ်ဝါစီးလာတာကိုသူသတိထားမိသွားပါတယ်။သူမကသူ့ကိုတောင်းပန်ပြီးသူ့ကိုအေဂျင့်နဲ့ဘဝလေးတွေပေးခြင်းပေမဲ့အခုတော့တာဝါဝစ်တွေကစက်တိုက်ခိုက်နေတာကြောင့်ဒီပြဿနာကိုအဆုံးသတ်ဖို့ဆိုရင်နောက်ဘက်ကလက်တွေကိုရှာပြီးပြန်တိုက်ခိုက်ရမှာဖြစ်တယ်လို့ရှင်းပြပါတယ်။ဒါကိုကြတော့ဟာနိုကာကသူမဒဏ်ရာရတာသူ့ကြောင့်ဆိုပြီးစိတ်မကောင်းဖြစ်သွားပါတယ်။သူကအားလုံးကိုရှင်းပြပြီးတော့ငါ့ကိုမင်းရဲ့တပည့်အဖြစ်လက်ခံပါလို့တောင်းဆိုလိုက်ပါတယ်။တစ်ဖက်မှာလည်းအာယာခရဲ့အမေဖြစ်သလိုကြောင်းကြီးလည်းဖြစ်တဲ့ခါစာနဲ့ဟာသူမရဲ့ပြန်မဲ့ဟောင်ဗီလင်ကြီးနဲ့ကော်ဖီဆိုင်မှာတွေ့ဆုံနေပါတယ်။နှစ်ပေါင်း130လောက်နားပြီးတဲ့နောက်မှာခရိုနိုဝါကမက်ဒူဇာရဲ့တပည့်တွေနဲ့ခါစာနယ်တို့ပြဿနာတက်နေတာကိုကြားလို့သူမလည်းဒီပွဲထဲမှာပါဝင်ခြင်းနေပုံရပါတယ်။အဲ့ဒီရက်တပတ်အကုန်မှာတော့အာယာခကဟာနိုကာကိုအပြင်မှာတွေ့ဖို့ဖုန်းဆက်ခေါ်ပါတယ်။ဟာနိုကာကတော့ဒါဟာဒိတ်တစ်ခုလို့ထင်နေပေမဲ့တကယ်တော့အာယာခကစုံမတွေအကြောင်းအမှန်တရားကိုပြောပြဖို့ခေါ်တာပါ။အဲ့ဒါတွေကတော့လူတွေကိုကာဝယ်ပေးတဲ့ workshop ဝိတ်တွေနဲ့မျိုးပြတွေမှာအလုံးယုံတွေတိစောက်ပြီးနေထိုင်ကြတဲ့သူတွေအကြောင်းပဲဖြစ်ပါတယ်။သူတို့ရဲ့အလုပ်ကတော့လူတွေကြားထဲမှာအလုံးယုံတွေဆောက်ပြီးမော်ပညာကိုမကောင်းတဲ့နေရာမှာမသုံးမိအောင်ထိန်းသိမ်းဆောက်ရှောက်ပေးကြတဲ့သူတွေပါဒါပေမဲ့တာဝါဝစ်တွေကတော့ဘာစီးမင်းမှမရှိပဲသူတို့စိတ်ကြိုက်မော်ပညာကိုသုံးပြီးလူတွေကိုဒုက္ခပေးဖို့ဝင်မလေးကြပါဘူးတကယ်လို့ဟာနိုကာသာသူတို့လက်ထဲရောက်သွားရင်တကဘာလုံးပျက်စီးသွားနိုင်တယ်လို့သူမကသတိပေးလာပါတယ်အဲ့ဒီနောက်စားတော့ဆိုင်တစ်ခုမှာခိတနာကြတဲ့အခါအတန်စူးစူးလေးနဲ့စပွဲတို့မှတွေတယောက်ရောက်လာပါတယ်အဲ့ဒီမိန်းကလေးကခရိုနိုရီအာကမျိုးထဲရောက်နေတဲ့အကြောင်းနဲ့တာဝါဝစ်တွေပိုများလာတဲ့အကြောင်းသတင်းပေးတာကိုနားထောင်နေပါတယ်ဟာနိုကသတိထားမိလိုက်တာကတော့အဲ့ဒီဇပွဲတုံးကလေးဟာတကယ်တော့သူတို့အကြောင်းကចောင်းသားများအဖွဲ့ရဲ့ဒုဥက္ကဋ္ဌဖြစ်ပြီးအာယာကာလိုပဲ workshop ဝစ်တယောက်ဖြစ်နေတာပါ